สังกัมปัตวิลนาไงคอมเนี่ยเลยมั้งกี่ปันปันนี่มั้งเมียนในตีได้ขาจารอมีโอเลนชันเนี่ยชิดเลยอย่างนี้พยากะจนเรามาปีส่งดาตีเดจนเราหันส่งนี่ดาตีเดจนเรามาก้าวดาตีเดมาก้าวดาตีเนี่ยชิดโตพยาจนเราไหนชีเดอาเมนหันส่งดาตูตีเดโนจนเราพยาจ้องเทมากูไทยนี่เดเสียฟงลาบีพยาชิดเดส่วนตัวมาเพ่ကျွန်တော်ဟိုဖျားကတက်တီပြေးလိုက်တာပါကျွန်တော်ဖျားเจ้าထဲမှာထိုင်နေတဲ့ချိန်မှာတောင်မှကိုဟန်ဆောင်နေသေးတယ်မို့လားဖျားကိုတကယ်မချစ်နိုင်တာကိုဟန်ဆောင်တာသူသိတယ်ကိုမကောင်းနိုင်ဘူးဆိုတာဖျားသိတယ်တီနဲ့ချစ်တာအဲ့ဒါကြောင့်သင်နုဆိုတဲ့သင်အမိခင်ကသင်ကိုထားခဲ့ရင်တောင်မှငါဒီသင်ကိုဘယ်တော့မှမမိဘူးတဲ့ဖျားကျွန်တော်တစ္ဆဖောက်မျိုးတွေဖြစ်တယ်ဖျားကဟောစီကိုစကားပြောတယ်တွားပြီးတစားမဖြစ်တဲ့ဂိုးမာကိုလက်ထပ်လိုက်ပါတဲ့ဖျားစကားလွယ်ပါသလားပြီးတစားမတယောက်လက်ထပ်ဖို့တခါတွားပြီးပြန်လာမယ်ဆိုရင်တော့ရတယ်နော်ဆရာစာလက်ထပ်ဖို့ကြတော့ဆင်မဖြစ်ဘူးနော်ဒါမဲ့သူကလက်ထပ်လိုက်တယ်လက်ထပ်ပြီးတယ်မကြဘူးအဲ့ဒီငေါမှာကပြန်သွားပြီးသူ့ဘဝပြန်ရောင်းစားတယ်ဖယားစကားပြန်လာတယ်တောင်းပန်ခိုင်းတယ်တောင်းပန်ပြီးသူ့ကိုပြန်လက်ထပ်ပါတစ္ဆာဖောက်တဲ့ငေါမှာဖယားကပြန်တောင်းပန်ပြီးသူ့ကိုပြန်လက်ခံပါအချင်းချင်းတစ္ဆာဖောက်မျိုးတွေဖြစ်တော်လေအချင်းချင်းဂတိပြီးခဲ့တယ်ခက်ခဲတဲ့ချိန်မှာဖယားအချင်းချင်းဂတိပြီးခဲ့တယ်ဂတိမတည်ခဲ့တဲ့အမျိုးတွေပါဒါပေမဲ့သူကကျွန်တော်တို့ကိုချစ်တယ်အာမင်ကျွန်တော်ဆရာကျင်တောင်ကဆရာ21ရက်နေ့တရားဟောပါဆိုတဲ့ခါမှာဒီမှာစနေနေ့ကျွန်တော်ဖခင်ကြောင့်ဝတ်ပြုတဲ့ခါမှာဆရာဆန် worship ဦးဆောင်တယ်ကိုရို21ရက်ကျွန်တော်ဒီမှာတရားဟောမယ်ကျွန်တော်ဘာပြောမလဲဆိုတော့လက်ကလေးမြောက်ပြီးတော့မှသူ့အတန်ကိုကျွန်တော်တချင်းဆက်မဆူပဲနဲ့ကိုရိုအတန်ကိုကျွန်တော်နားထောင်တဲ့ခါမှာတာအများကြီးမပြောနဲ့တာဒီနေ့ GGC အသင်းတော်ကနေကျွန်တော်လိုချင်တာတစ်ခုပဲရှိတယ်တဲ့ငါလေသူတို့ကိုအရှမ်းချစ်တယ်ကျွန်တော်မေတ္တာနဲ့ဘယ်လောက်ချစ်ကြောင်းသူကိုတာအပြင်တက်တည်ပြပြီးပြီတဲ့ GGC အသင်းသားအားလုံးစီကနေလိုချင်တာတစ်ခုပဲရှိတယ်ဘာလဲလို့အိုအဖာကိုရောချစ်တယ်ဆိုတဲ့အတန်ပဲကြားချင်တယ်ဒီနေ့ဖျားတင်းစီကနေမျောလင်းတော့အရာဒီတင်ပိုင်ဆိုင်မှုတွေတင်ရဲ့တမြောက်မှုတွေမဟုတ်ဘဲနဲ့တင်နိုင်ရှိတော့တင်းနှလုံးသားတွေကကြွလာတဲ့အိုအဖာချစ်တယ်ဆိုတဲ့အတန်ကိုရောကြားချင်တယ်တင်ပြောနိုင်မလားလူတယောက်ကသူအမတန်ကြိုက်တဲ့ကားတစ်စီးဝိုင်လာတယ်အဲ့ဒီကားကိုတန်ဖိုးထားတဲ့ခါမှာအချိန်တိုင်းမှာအားတဲ့ချိန်တိုင်းမှာအဲ့ဒီကားကိုတုပ်ပြီးတော့မှကားနာမှာပဲသူရှိနေတာတနေ့သူ့သားလေးကကြောက်ခဲလေးယူပြီးတော့မှကားပေါ်မှာစာရေးတယ်တွေ့လိုက်တဲ့ချိန်မှာသူဘာရေးတယ်လဲသူမသိဘူးသူနိုင်ရှိတော့ပစ္စည်းတစ်ခုနဲ့သူ့သားရဲ့လက်ကိုရိုက်လိုက်တာရိုက်လိုက်တဲ့ချိန်မှာသူ့သားဒဏ်ရာရသွားတယ်သူ့သားဒဏ်ရာရတာကုလို့အပြီးမှာကာနာပြန်သွားပြီးတော့မှကားမှာသားပါရေးလိုက်တယ်လေဆိုတာကြည့်တဲ့ချိန်မှာသူ့သားက I love you daddy ဖေဖေချစ်တယ်ဆိုတဲ့စာရေးတာသူရိုက်မိတယ်သူ့သားကိုပြီးပြီးတော့မှချစ်တယ်ဆိုပြီးတက်တည်ပြတဲ့ဖခင်ကိုတခါတလေကျွန်တော်တို့အပိသင်မိတဲ့အချိန်လေးရှိတယ်ကျွန်တော်အစမပြေမှုတွေကြုံလာတဲ့ပြီးခဲ့တဲ့ပတ်မှာကျွန်တော်တို့2ယောက်လိမ်မယား2ယောက်စလုံးထမင်းလေးမချက်နိုင်တော့ဘူး2ယောက်သားနှစ်စာကြိုးစားခဲ့တာတဲထဲရည်တွင်ဖြစ်ပြီးဆိုပြီး2ယောက်သားအိမ်ထဲမှာထမင်းလေးမချက်ထမင်းလေးမစားဘဲနဲ့ဒီတိုင်း2ရက်3ရက်နေတယ်
နှစ်ယောက်စလုံးကိုပြီးတော့မှကိုရောနှစ်သားလုံးကျွန်တော်စက်ကတ်တယ်ဆူတောင်းတယ်အရာအလုံးတဲတဲရည်သွမ်းဖြစ်နေပြီကိုရောဆိုပြီးကျွန်တော်ဆူတောင်းမတောင်းနိုင်တော့ဘူးကျွန်တော်တို့ဒီတမန်တလင်းပေါ်မှာကျွန်တော်တို့ရဲ့အခါမှာကျွန်တော်အိပ်ပြီးတော့မှကျွန်တော်မှမျောလင်းချက်မဲ့လို့ဘာမှမလုပ်နိုင်ဆူလဲမတောင်းနိုင်နေလိုက်တဲ့ချိန်မှာဘုရားကဘာပြောလဲဆိုတော့ငါသားသင်ခံစားချက်မကောင်းဘူးဆိုတာသိတယ်သင်နာကြည်ဝဲနေတယ်ဆိုတာသိတယ်သင်ဖြစ်ချင်တာဖြစ်မလာဘူးဆိုတာသိတယ်သင်မစားနိုင်မတောင်းနိုင်တဲ့ချိန်ပဲမှာတော့မှအိုးအဖချစ်တယ်ဆိုတဲ့သင်နှလုံးသားထဲကပြောလိုက်တဲ့စကားတွေငါအတွက်အချူဆုံးသောအတန်ဖြစ်နေတယ်သင်အမှုတော်ဆောင်တဲ့နေရာမှာသင်အများကြီးလှုပ်ခဲလို့ဤဝင်ကြီးလေးဝေခဲလို့ဒီအရာထက်ဆိုင်သင်ခက်ခဲနေတဲ့ချိန်သင်ဝန်းနေနေတဲ့ချိန်ခံစားချက်မကောင်းတဲ့ချိန်သင်လူရမပြီးတဲ့ချိန်မှာအဖချစ်တဲ့ဆိုတဲ့စကားတန်ကသင်အမှုတော်ဆောင်တာတဲ့ပူကြီးမြတ်တယ်ပူနစ်သက်တယ်လို့ဘုရားပြောတယ်အာမင်တခါတလေဘဝမှာခံစားချက်မကောင်းပါဘူးအချိန်တိုင်းလူအန်စန္ဒာလည်းအချိန်တိုင်းပြမနေပါဘူးခက်ခဲနေတဲ့ချိန်မှာဘာလို့ဘာကင်မမသိတဲ့ချိန်မှာထိုင်ပြီးငိုချပြီးတော့မှအဖအချစ်တယ်ကိုနိုင်အဖရဲ့မေတ္တာရှိနေသေးတယ်ဆိုပြီးကိုနိုင်တူတူလေးချစ်တယ်ဆိုပြီးပြောတဲ့အတန်ကသူအကြချင်းဆုံးတော့သူအနစ်သက်ဆုံးတော့သူနိုင်အမွေးကြိုင်ဆုံးရှိခဲ့တော့သူဟာလက်ခံတာဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘုရားရဲ့မေတ္တာထဲမှာသူရဲ့ကောင်းကင်အဖရဲ့မေတ္တာတော်ထဲမှာကျွန်တော်အားလုံးဒီနေ့ပြန်ခိုးဝင်ကြရအောင်အာမင်နံပါတ်1အချက်နဲ့ဒါပြောခြင်းတယ်ဒုတိယအချက်ကသူကချစ်တာတခုတည်းမဟုတ်ဘူးသူကကျွန်တော်ကိုချစ်တယ်သူတောက်ပေးလိုက်ပြီကျွန်တော်ရလိုက်ပြီသူရဲ့မေတ္တာကိုကျွန်တော်ခံစားလိုက်ပြီပြီးပြီမဟုတ်ဘူးတရက်မှ24နာရီပတ်လုံးသင်နဲ့အမနွယ်အတူရှိခြင်းတော်ဘုရားဖြစ်တယ်သင်အိမ်ကတဲအိမ်ဖြစ်နေပါစေသင်စားရငါပြီးချင်းပုံဟင်းဖြစ်နေပါစေသင်ကသင်နဲ့အတူနေခြင်းတယ်သင်နဲ့အတူစားခြင်းတယ်အမနွယ်လာသင်နဲ့ဘယ်တော့တစ်စက္ကန့်တောင်မှကိုအောင်သူမနေနိုင်ဘူးသင်ချင်းတဲ့တွင်တဲ့ရောက်ရင်လဲသူချင်းတဲ့တွင်တဲ့မှာသူလိုက်ခြင်းတယ်သင်မိအိုက်တဲ့ရောက်ရင်လဲမိအိုက်တဲ့မှာသင်နဲ့အတူရှိခြင်းတယ်ဘုရားကျွန်တော်တို့အတူရှိတယ်လို့ပြောတဲ့အခါမှာသူဘာတွေလုပ်ပြီးမလဲအချိန်တိုင်းသူ့ကိုကြောက်နေရမလားမဟုတ်ပါဘူးအမင်္ဂလာနဲ့ပြီးနေတဲ့စာရလို့သူတွေခေါ်တဲ့အခါမှာဘုရားကမင်္ဂလာရှိတော်သူလူမျိုးတကာရဲ့မိခင်ကြီးလို့ဘုရားမြင်တယ်အမင်္ဂလာနဲ့ပြီးနေပါလားသူ့ကြောင့်လေဒါဝိတနာစရာကောင်းလိုက်တာတင်ဘဝကသူ့ကြောင့်သားလေးအမင်္ဂလာနဲ့ပြီးလိုက်တာဘုရားကမင်္ဂလာရှိတော်သူဒီဤတိလလူမျိုးဘယင်ထဲမှာအကြီးမြတ်ဆုံးသောဘယင်ဖြစ်တယ်လို့ဘုရားမြင်တယ်ယောရှက်ကိုလူတွေကတနာပူကောင်းလိုက်တာအာမင်္ဂလာပါလားသူ့ရဲ့နေကိုတောင်မှရောင်းစားချင်းခံရတယ်သူများနိုင်ငံမှာထောင်ကြတယ်လို့မြင်တဲ့ခါမှာဘုရားကမင်္ဂလာရှိတော်သူအီဂျစ်ပြည်ကိုအိုးဆောင်မဲ့လူလို့ဘုရားမြင်တယ်လူတွေအမြင်မှာတော့အာမင်္ဂလာလုံမြင်တဲ့ချိန်တွေရှိတတ်မှာပါဒါမဲ့ဘုရားကတင်ဟာမင်္ဂလာရှိတော်သူလို့ပဲမြင်တယ်တခါတလေမှာလူတွေအမြင်လဲခဏထားလိုက်အောင်ကိုတောင်မှအမြင်မှာတခါတလေကျအာမင်္ဂလာရှိတယ်လို့ခံစားတယ်ဂီဒွန်ကကိုကြည့်လိုက်တဲ့ခါမှာခွန်အားနဲ့တော်သူမင်္ဂလာမရှိဘူးလို့ခံရတဲ့ချိန်မှာဘုရားကသင်ဒီမင်္ဂလာရှိတော်သူဖြစ်ဒီသင်ဒီခွန်အားကြီးတော်သူဖြစ်ဒီပြောတယ်ပြီးရလူတွေပြောပေါင်းသင်ဟာခွန်အားကြီးတော်သူဖြစ်တယ်လို့အာမင်္ဂလာဖြစ်စေဖို့တူလာတယ်
တင်းဘဝ၌ခါတော့အရာများအချူတော့အရာဖြစ်ဖို့ဒူလာတာဖြစ်တယ်တင်းဘဝကိုစဉ်းစားကြည့်လိုက်ခါတဲ့အရာတင်းဘဝတင်းဘဝကိုခါတီးစီတဲ့အရာပါလေစဉ်းစားကြည့်လိုက်ခါတော့အရာများချူတော့အရာဖြစ်ဖို့ယေရှုခရစ်တော်လာတာဖြစ်တယ်တကယ်မှန်တယ်ဒီနေ့ဆရာမ Mercy Bible study ပြီးသွားတာတွေရောဆရာဆောင် worship တခြင်းထဲမှာဆိုတဲ့အရာတွေကျွန်တော်ရဲ့တရားဟောဖို့ ਨੇ တကယ်တိုက်ဆိုင်မှုတွေရှိလာတယ်ရေကိုစပိတ်ရဖြစ်စေတယ်မှန်တယ်နော်လူငယ်လေးတယောက်က तू အရက်တောက်တဲ့ဘဝကနေပြောင်းလဲလာတဲ့ခါမှာသူ့တငယ်ချင်းကဆိုင်မှာသူ့ကိုပြန်ခေါ်တယ်သင်ကအခုပြောင်းလဲသွားပြီပေါ့လောင်ပြီးတော့မှပြောတယ်ဟုတ်တယ်ပြောင်းလဲပြီးတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့တောက်တဲ့ရေကိုစပစ်ရဖြစ်ပြောင်းလိုက်ပါယေရှုလည်းပြောင်းတာပဲသင်ယုံကြည်လှုပ်လိုက်လို့ပြောတယ်အဲ့ဒီကောင်ကဘာပြောလဲဆိုမှန်လိုက်တာယေရှုကရေကနေစပစ်ရအဖြစ်ပြောင်းတာမှန်တယ်တဲ့အယမ်းမှန်တယ်တဲ့ကျွန်တော်ဘဝမှာလေအရင်တုန်းမှာကိုမိမအတွက်ကိုသားသမီးကိုမိဘတွေအတွက်ရေကဲ့သို့အရာတာမရှိတော့သူဖြစ်တော်လဲယေရှုရပြီးတဲ့နောက်ပိုင်းမှာအချိုဆုံးစပစ်ရေကဲ့သို့အရာတာရှိတော့ဖခင်တယောက်ဖြစ်လာတယ်တဲ့အရာတာမရှိတဲ့ရေကိုအချိုဆုံးတော့စပစ်ရေဖြစ်စေတော့ဘုရားတယ်တင်ဘဝ၌ခါတော့အရာများအချိုတော့အရာများဖြစ်စေခြင်းတဲ့အာမင်ကျွန်တော်ဘဝမှာကျွန်တော်အဖေကဘုရားကြောင်းတဲ့အထိမှာကျွန်တော်လေဘယ်နဲ့ပါရိုက်ခဲ့တဲ့ချိန်တွေရှိတယ်အရက်မူပြီးမဲ့ကျွန်တော်အစီအဆုံးခုံမှာထိုင်ခြင်းတဲ့ယောဂရှိတယ်ကျွန်တော်အဖေကအရက်မူပြီးတော့မှကျွန်တော်ရောက်လာတဲ့ခါမှာလူတွေတော့များတာနော်ဆရာကကျွန်တော်လေဘယ်နဲ့လိုက်မဆရာကျွန်မဒီလိုလေဘယ်နဲ့ပါရိုက်တာကျွန်တော်အဖေကအရက်မူလို့ဘုရားကြောင်းထဲမှာပြီးတော့နောက်ဆုံးမှတတ်နိုင်လို့ကျွန်တော်မောင်းထုတ်လိုက်တာကျွန်တော်ဘဝမှာအရာတာမရှိလိုက်တာဒါမဲ့ကျွန်တော်ယေရှုရပြီးတဲ့ခါမှာကျွန်တော်အဖေကိုဖုန်းဆက်တယ်အဖေသားပြန်လာမယ်လို့ပြောတဲ့ခါမှာကျွန်တော်ကလေးမျိုးကနေ2 နာရီလောက်စိုက်ကယ်နဲ့အင်ကိုပြန်တယ်ရွာထောင်ဆန်ရုံလမ်းမှာကန်ဆိုချင်တော့စိုက်ကယ်ပြတ်တယ်ည9 နာရီလောက်မှအိမ်ရောက်တဲ့ခါမှာကျွန်တော်တို့ရဲ့ချန်တကားအပြင်ဖက်မှာကျွန်တော်အဖေရပ်နေတယ်ဘာလို့တာလဲသူ့သားကိုကြိုဆိုတာမောင်းထုတ်တဲ့လူကိုတိုင်လာကြိုဆိုတာဘာဖြစ်လဲယေရှုကြောင့်ကျွန်တော်ဘဝမှာခါတော့အရာများကြိုတော့အရာဖြစ်လာတယ်အာမင်္ဂလာမင်္ဂလာဖြစ်လာတယ်တကယ်မှန်တယ်တင်ဘဝဒီနေ့ခါတော့အရာများကြိုတော့အရာဖြစ်စေဖို့ယေရှု၏လောကတော်ကြွတာဖြစ်တယ်မန်စပေါ်ခါစမှာပြဿနာကြီးတခုရှိတယ်ကြားဖို့တာလည်းဖြစ်မှာပေါ့ဘယ်သူမှမန်မြင်ဘူးခင်မှာမန်စပေါ်ခါစမှာလိမ်မယား2 ယောက်ရန်ဖြစ်တာရှိတယ်ဘာလဲဆိုတော့သူ့ယောက်ျားကမန်တခုလမ်းမှာတွေ့တဲ့ခါမှာကောက်ပြီးအိမ်ရောက်တော့ကြီးတဲ့ခါမှာသူ့အဖေဆုံးသွားတာဟာငါအဖေတတိရတယ်ဆိုသူ့အဖေရဲ့ပုံလုံးထင်တာလေသူ့ပုံကဖေရလို့ကွာတတိယငိုရချိန်တိုင်းငိုရပြီးတော့သူ့ရဲ့ကရင်အောက်မှာပဲထားတယ်တတိယရင်သူ့အဖေကိုပြန်ကြည့်တယ်သူ့ရုပ်ပေါ့နော်တနေ့သူ့အမျိုးသမီးတတိထားလာတယ်ကိုယောက်ျားကအချိန်တိုင်းအလုပ်သွားတော့မယ်ဆိုငိုပြီးတော့မှအလုပ်သွားတယ်ခုကြည့်တော့မန်ကြည့်နေတယ်သူတွေ့တဲ့ခါမှာအောက်မှာဖွက်ထားတယ်အလုပ်သွားတဲ့ခါမှာကြည့်တယ်သူကတောတာထွက်တာငါယောက်ျားဖောက်ပြန်ပြီငါထက်အရန်ဆူတဲ့နော်နဖူးပြောင်အသားမဲတယောက်နဲ့ဖောက်ပြန်တယ်ပေါ့ဒါမဲ့သူရုပ်ဖြစ်နေတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကလူတွေကအမင်္ဂလာလို့မြင်တယ်တနာဖွယ်ရာကောင်းတဲ့လူလို့မြင်တယ်ရုပ်ဆိုးတယ်လို့မြင်တယ်ဒါမဲ့တင်အိမ်ပြန်ရောက်တဲ့ခါမှာမန်ကြည့်တဲ့ခါမှာဒီလူဒီဖခင်ရဲ့ချစ်ဆုံးသောလူဖြစ်တယ်ဖခင်ရဲ့တန်ဖိုးအထားရဆုံးလူဖြစ်တယ်ဖခင်ကသူ့ကို
မင်္ဂလာရှိတော်သူလို့ခေါ်တော်သူဖြစ်တယ်ဆိုပြီးတင်ဘဝကိုကျင့်နှံ့စွာနဲ့အသက်ရှင်ရတော့အခွင့်ဘုရားတခင်ပေးပါစေအာမင်အရေးကြီးတာဒါပဲနော်မန်မာကြည့်ပြီးမကျင့်နှံ့နိုင်တဲ့ဘဝဘယ်လောက်ဒုက္ခရောက်လဲဒါပေမဲ့မန်တဲ့ရောက်တဲ့ခါမှာလူတွေကယူဆိုင်တာမကယူကိုအထဲစင်ပင်အရာလုံးစင်ပင်တယ်နော်ကိုမိသားစုစင်ပင်အရာအလုံးစင်ပင်တယ်ကိုအမျိုးသမီးနဲ့အစင်မပီတဲ့ချိန်ရှင်တကဘာလုံးအစင်မပီတယ်လို့ခံစားရတယ်နော်ဟိုနာမှာဒုံစူပီပစ်နေပြီမဲ့ကိုအစင်ပီနေတရီတော်မထားမိဘူးလူတွေကမနီးလက်နဲ့ချစ်တန်ကြားလာဆိုတော့မကြားဘူးကျွန်တော်အိပ်ပြီဘာမှမကြားတော့ဘူးလीနော်ကိုတို့နှစ်ယောက်အစင်ပီနေဖို့ကိုအထဲနဲ့အစင်ပီနေဖို့အရေးကြီးတာဖြစ်တယ်ဒါကြောင့်ဘုရားကဘယ်လောက်ချစ်ကြောင်တက်တည်ပြယုံမဟုတ်ဘဲနဲ့တင်းဘဝ၌ခါတော့အရာများကျူသောအရာဖြစ်ဖို့လာတာဖြစ်တယ်ဆိုတာဒုတိယအချက်အနေနဲ့ပြောချင်တယ်တတိယအချက်နဲ့နောက်ဆုံးအချက်မှာကျွန်တော်တို့ရဲ့ကွက်လက်လေးကိုသူဖြစ်စေပေးချင်လို့သူလာတာဖြစ်တယ်ဥစ္စာကြွယ်ဝတဲ့လူတယောက်ရှင်မာကုအခန်းကြီး30ထဲမှာဖတ်ရင်ကျွန်တော်တို့တွေ့ရတယ်သူကဥစ္စာကြွယ်ဝနေတယ်လူပြိုလေးတယောက်ဖြစ်တယ်ဒါပေမဲ့သူ့မှာလူအချက်တစ်ခုရှိတယ်ဗာလေထာဝရအသက်ဘယ်လိုရမလဲဆိုပြီးတော့မှသူ့မှာကွက်လက်လေးတစ်ခုရှိတယ်သူချမ်းသာနေပြီမဲ့သူမဝယ်နိုင်ဘူးမဝယ်နိုင်တဲ့ခါမှာပြီးနိုင်တော့ယေရှုခရစ်တော်ရှိမှသွားပြီးတော့မှသူဒူးထောက်တယ်သခင်ထာဝရအသက်အမွေခံဖို့အလုံးငါဘာလို့ရမလဲလို့မိတယ်ငွေကြီးဘယ်လောက်ပဲချမ်းသာယေရှုမပိုင်ရင်ဒီကွက်လက်လေးမဖြစ်နိုင်ဘူးနော်ပညာဘယ်လောက်ပဲတတ်နေပါစေယေရှုမပိုင်တဲ့ကွက်လက်လေးကလက်ဟာနေတော့မှာပဲအဲ့ဒီဥစ္စာကြွယ်ဝတဲ့သူကယေရှုခရစ်တော်ရှိရောက်ပြီးဘလူထာဝရအသက်ရမလဲလို့မိလိုက်တဲ့ချိန်မှာယေရှုကပြန်ပြေးတယ်မောရှိပြည့်ညက်တရားတွေမသိဘူးလားသိတာဗောဘာဒီလဲသူမရမပြမနဲ့မခိုးနဲ့မတန်းနဲ့ဥစ္စာမချောင်းနဲ့ငါနိုင်တပါတော့အခြားတပါကိုမကိုးကွယ်နဲ့ဒါဒီဟာလေးငငယ်ကလေးကကျွန်တော်လိုက်လျှောက်လာတာယေရှုခရစ်တော်ရှိမှသူပြောရဲတယ်နော်သူကလည်းလူသားပဲလေစုံစမ်းခြင်းရောက်လာတဲ့ခါမှာသူစုံစမ်းခြင်းအားလုံးကိုကြော်လွှမ်းနိုင်တဲ့လူကောင်းတရားပညာတရားအကုန်လိုက်နိုင်လေယေရှုမရရင်ဒီကွက်လက်လေးမဖြစ်နိုင်ဘူးနော်သူပညာတရားလိုက်နိုင်တယ်ယေရှုခရစ်တော်ရှိမှပြောတာကျွန်တော်ရှာတပါပရိရှာအေလိယပေါစီမှာပြောရင်တော့ရတယ်လေသူတိမှမသိတာကျွန်တော်လိုက်နိုင်တယ်ကျွန်တော်လူကောင်းပါဒါပေမဲ့ယေရှုခရစ်တော်ရှိမှပြောတာတော့လိမ်လို့မရတော့ဘူး तू ကချမ်းသာတဲ့လူဖြစ်တယ် तू ကမတရားသောငွေကြီးရတာမဟုတ်ဘူးတရားသောအပြင် तू ချမ်းသာလာတဲ့လူတယောက်လည်းဖြစ်တယ်ဒါပေမဲ့ तू ကွက်လက်လေးရှိနေတယ် तू မဖြစ်နိုင်ဘူးကျွန်တော်တို့သူ့မယားကိုမပြစ်မှားနဲ့ကျွန်တော်ပြောတယ်လို့ကျွန်တော်အမျိုးသမီးနဲ့တခါကျွန်တော်လမ်းလျှောက်ထွက်တယ်လမ်းလျှောက်ထွက်တော့ကောင်မလေးချောချောလေးတယောက်ကဖြတ်လာတာတွေ့တော့ကျွန်တော်လည်းဒီလူကြည့်မိတာဗောနိုင်ရွက်ဆွဲခံပြီလေကြည့်မိတယ်နိုင်ရွက်ဆွဲတယ်အော်ကျွန်တော်မလွတ်တော့ဘူးဆိုတာတီးသွားပြီလေအမျိုးသမီးတွေကလေသူတို့တခုခုဖြစ်ရင်အာဒံကနေပြန်စားတာနော်စခိုင်တိမလားအာဒံကနေသူပြန်စားတယ်မနိကလည်းဆိုရင်တော့ပြေးတော့မယ်ဒီမနေ့ကလည်းဆိုရင်တော့ပြေးတော့မယ်ဆိုတော့နရွက်ဆွဲခံပြီးမလွတ်တော့ဘူးဆိုတော့နောက်ဆုံးတော့ idea တခုရတယ်အော်သူဝတ်တဲ့ထမင်းလိုပြန်ဝယ်ချင်လို့တမျိုးသားဆိုတော့အော်မစူပါဘူးတဲ့ကွာစုံစမ်းကြည့်တယ်အမဲတမ်းရင်ဆိုင်နေရတယ်ကိုရဲ့ပစ္စည်းအလုံးကိုအမျိုးသမီးကလွယ်အေးလေးနဲ့လွယ်ထားတဲ့ဘတ်စကားပေါ်မှာဘတ်စကားထဲရောက်လာတဲ့ကောင်မလေးတယောက်ထိုင်ကုန်မရလို့သူ့လွယ်အေးလေးကြိုက်ပြီးချင်တဲ့စိတ်တွေလည်းကျွန်တော်မရှိတတ်တယ်နော်ဒုက္ခကိုပစ္စည်းတွေကိုအမျိုးသမီးကြိုက်တာမသိတော့ဘူးသူများပစ္စည်းကိုကြိုက်ပြီးချင်တာရောက်ကလည်းရှိတတ်တယ်ဟာအမျိုးတော့ပြောချင်တာကကျွန်တော်တို့စုံစမ်းခြင်းတွေအများကြီးရင်ဆိုင်ရတယ်တုတ်ပင်ရဲ့လေအဲ့ဒီလူကစုံစမ်းခြင်းအားလုံးကြော်နွားနိုင်တဲ့လူတယောက်လည်းဖြစ်တယ်ဒါပေမဲ့ပြည့်ညက်တရားဘယ်လောက်ပဲလိုက်နိုင်သူကွက်လက်လေးကကွက်လက်လေးပဲရှိသေးတယ်ဥစ္စာကြွယ်ဝတဲ့သူရဲ့ကွက်လက်လေးကဥစ္စာကမဖြစ်ပြနိုင်ဘူးဥစ္စာကြွယ်ဝတဲ့လူတော်တော်များများပညာတတ်လည်းဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ပညာကလည်းအဲ့ဒီကွက်လက်မဖြစ်နိုင်ဘူးဘယ်လူမှသူမဖြစ်နိုင်ဘူး
တနေ့လူငယ်လေးတယောက်ကကားမောင်းရင်အရက်မူးလာတယ်အရက်မူးလာတော့အဖမ်းခံရတာပေါ့တရားစီရင်ရမယ်ရောက်တဲ့ခါမှာတရားစီရင်ရမယ်ဆိုတရားသူကြီးထိုင်နေတယ်သူလည်းရောက်နေပြီနာမည်ခေါ်တဲ့ခါမှာတရားသူကြီးရဲ့သားဖြစ်နေတာသူလည်းကြည့်နေသူ့အဖေဖြစ်နေတာတရားစီရင်မဲ့လူอ่ะဩသူ့အဖေอ่ะတင်းအပစ်ကြောင့်တင်ထောင်ထဲတွားရမယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာသူ့သားကအဖေကျွန်တော်ပဲတော့မှအပစ်လည်းမလုပ်တော့ဘူးအဖေအလူတော်တိုက်ပဲအသက်ရှင်မယ်အဖေသွားဆိုသွားထိုင်ဆိုထိုင်အိတ်ဆိုအိတ်လုပ်တော့မယ်လို့ပြောတဲ့ခါမှာသူ့တရားသူကြီးသူ့အဖေကတင်ဒီနေ့ပြောင်းလဲပြီးတော့မှဒီနေ့ကစားပြီးဘယ်တော့ခါမှမကောင်းတာမလုပ်တော့ဘူးဆိုရင်တောင်မှတင်လုတ်ပြီးသားအပိကဒီနေ့လုတ်လိုက်တဲ့ကောင်းတာနဲ့ပြန်ကြည်နိုင်မလားမကြည်နိုင်ပါဘူးတဲ့တင်ကမိုးလဲမိုးတီးတယ်ထင်တယ်နော်တင်လုတ်နိုင်မှာမဟုတ်ဘူးတင်ထောင်ထဲမှာတွားချင်တော့အပိကဒဏ်ငွေဒေါ်လာ9000ပေးရမယ်တဲ့သူ့မှာသူပြန်ပြောတယ်အဖေတာဒေါ်လာ9000မရှိတာအဖေတိတယ်ဘာလို့တောင်းတာလဲထောင်ထဲမှာတွားချင်ဘူးမတွားချင်9000ပြီးသူ့မှာမရှိဘူးအပြီးရင်ထောင်ထဲတွားမယ်နောက်ဆုံးသူ့အဖေကလည်းတရားတူချစ်တရားစီရင်ရမယ်တရားစီရင်ခံတဲ့လူလည်းသူ့သားဖြစ်နေတယ်နောက်ဆုံးမှာတရားတူချစ်အတူထိုင်ကုန်ကနေထပြီးတရားတူချစ်ဝတ်စုံကိုသူချွတ်ပြီးတော့မှသူ့သားစီကိုတွားတယ်သူ့အိတ်ထဲက9000ထုတ်ပြီးသူ့သားကိုပေးလိုက်တယ်သူ့သားကဒီအပစ်စီရင်ချင်းထောင်ထဲကနေလွတ်ချင်ဒီ9000ယူပြီးတော့မှအဖေစီပြန်ပြီးအပစ်ဒဏ်ဆောင်မှသူကလွတ်မြောက်မယ်သူကအဖေပေးလိုက်တဲ့9000ကိုဝမ်းမြောက်စွာယူပြီးတော့မှသူ့အဖေပြန်သွားတယ်သူ့ဝတ်လုံကိုပြန်ဝတ်ပြီးတော့မှတရားသူချင်းနေရာမှာသူပြန်ထိုက်တယ်သူအဖေပေးလိုက်တဲ့9000နဲ့သူသွားပြီးတော့မှဒီအပစ်ဒဏ်ထောင်ထဲမှာရောက်တဲ့အပစ်မှုတွေထဲကသူလွတ်မြောက်ခြင်းရတယ်ငွေကြေးနဲ့ဝယ်လို့မရတဲ့အပစ်ကျွေးစပ်ဖို့ရအတွက်ငွေကြေးနဲ့မဝယ်နိုင်ဘူးပညာတရားလိုက်ခြင်းနဲ့လည်းမဝယ်နိုင်ဘူးပညာတတ်ရင်လည်းမသိနိုင်ဘူးအဲ့ဒီချိန်မှာတရားတူကြီးဖြစ်တဲ့ခမဲတော်ဖယားကဒီလိုတွေငါးစီရောက်နိုင်ဖို့ရအတွက်အပစ်အခါတီချင်းထောင်ရငရဲကနေလွတ်မြောက်နိုင်ဖို့ရအတွက်သူတို့ဘယ်သူမှတယောက်မှမလုပ်နိုင်တာတွေ့တဲ့ခါမှာသူသားကိုကောင်းကင်ပလင်ကိုစွန့်ခိုင်းပြီးတော့မှသူသားကိုယုံကြည်တော်သူတိုင်းတွေပျက်စီးခြင်းတော့မရောက်ပဲထာဝရအတ္တရဖို့ရအတွက်ဤလောကတို့စီလွတ်ပြီးတင်ယုံကြည်ခြင်းနဲ့ဝဲမြောက်ခြင်းနဲ့အသက်သခင်အဖြစ်ယုံကြည်လိုက်တဲ့ချိန်မှာအပစ်စီရင်ချင်းတဲ့ကနေသူသားကအဖေပေးလိုက်တဲ့9000ယူပြီးလွတ်မြောက်တယ်လို့အဖခမဲတော်ပြီးတဲ့သူသားယေရှုတင်ယုံကြည်လိုက်ခြင်းအပြင်ထာဝရအတ္တရတော်သူများဖြစ်ပါတယ်အာမင်ကျွန်တော်တို့ဘုရားက2025ထိအာမခံပြီးတော့ဘုရား2026ထိအာမခံပြီးတော့ဘုရားမဟုတ်ဘူးဘယ်ထိအာမခံပြီးတော့ဘုရားလဲထာဝရအာမခံပြီးတော့ဘုရားဖြစ်တယ်တလစာအင်လာခလူတယောက်ကိုနေတယ်ဘယ်လောက်ဝမ်းမြောက်မလဲကိုခက်ခဲတဲ့ချိန်မှာကိုစေးရုံရောက်တဲ့ချိန်မှာလာကြည့်ပြီးတဲ့လူတွေတ냐လောက်အိပ်ပြီးတဲ့လူတွေဒယ်ရီတောင်မှမတ်ထားပြီးသူနာတဲ့ချိန်မှာပြန်သွားပြီးအိပ်ရမယ်ဟုတ်တယ်မဟုတ်လားဖယားကအိပ်တော်မမူငိုက်မိခြင်းမရှိဘဲနဲ့တင်းကိုနေ့ညမပြတ်ကြည်စုတော်ဖယားတွေထာဝရဖြစ်တယ်တင်ဘယ်လောက်ထိကြည်တော်ချီးမွမ်းစရာရှိလဲစဉ်းစားကြည့်လိုက်တဘာဝအတိုင်းစဉ်းစားကြည့်လိုက်ကျွန်တော်ကခလေးတယောက်ရောင်စုံခဲတံဝယ်ပြီးတယ်သူအမတန်ဝန်းတာတဲ့15000တန်လောက်ရှိတဲ့ခါမှာဒါဆူတောင်းပြီးမယ်တဲ့ငငယ်လေးပဲရှိသေးတယ်သူကဆူတောင်းပြီးတယ်ကျွန်တော်လည်းငငယ်ထူးဆန်းတယ်ဆိုပြီးတူနာလေးမှာထိုင်လိုက်တာ
ဆူတောင်းပေးတယ်ကိုရောဦးဆုံကရောင်စုံခဲတံဝယ်ပြီးတဲ့ကြည်ဥတင်တယ်အစာအလဲဆုံးမအစာပေးပါယေရှုနာမ၌ဆူတောင်းတယ်ကျွန်တော်ရည်ချင်တယ်အစာအလဲဆုံးဟာဆရာဆောင်ဒီမနဲ့ဦးဆောင်သွားတယ်အာဖာနဲ့အိုမီဂါကျွန်တော်ဘဝမွေးကတဲ့ကထာဝရတိအာမခံပြီးတော့ဖရားကျွန်တော်၌ရှိတယ်မန်ဒေဒီခလီဆူတောင်းပြီးတာကိုရောဦးစုရဲ့တက်တာအစာအလဲဆုံးမအစာပါကျွန်တော်ဘဝအစာအလဲဆုံးအာမခံပေးတာကတမတားလည်းမဟုတ်ဘူးဘယ်လူတယောက်မှလည်းမဟုတ်ဘူးအဖခမေတော်ဖြစ်ပါတယ်အာမင်တင်ဘဝကိုလည်းမစိုးရိမ်နဲ့မကြောက်နဲ့အာမခံပြီးတော့ဖရားဒီထာဝရငါပြီးလိုက်တဲ့ငါသားယေရှုခရစ်တော်ယုံကြည်တော်သူတိုက်ဒီငါထာဝရအာမခံတယ်ကဘာကုန်တဲ့တိုင်သူတို့နဲ့အတူရှိမယ်ပဲတော့ခါမစွန့်ပြမထားဘူးတဲ့တင်းကိုစေယုံရောက်လဲစွန့်ပြမထားဘူးတဲ့အင်ရှင်မောင်းထုတ်လဲဖျားစွန့်ပြမထားဘူးတဲ့စားစရာမရှိလဲသူစွန့်ပြမထားဘူးတဲ့ကဘာကုန်တဲ့တိုင်ကျွန်တော်တို့ယေရှုခရစ်တော်ဒီကျွန်တော်တို့အတွက်ကယ်တင်ရှင်ကျွန်တော်ရဲ့ကိုယ်ကာယကျွန်တော်တို့ရဲ့ရဲတိုက်ဖြစ်တော်မူ၏တဲ့တော်ဖျားဒီငါ့ကိုမဆတော်မူတော့ကြောင့်အိပ်၍ပျော်ခြင်းအခွင့်နဲ့နိုးခြင်းအခွင့်ရှိ၏တဲ့လူတယောက်ပြန်ပြီးနိုးလာတာကဖျားတခင်ရဲ့မဆမှုကြောင့်တာလည်းဖြစ်တယ်နှစ်30အသက်ရှင်တဲ့လူဒီ10နှစ်လုံးဖျားကမနဲ့တိုင်နိုးထားခွင့်ပေးတာကျွန်တော်အသက်30ရှိပြီမာစီဒိုနီးယားဟိုမ်ဆဲမှာကျွန်တော်မိတယ်တစ်ပင်နဲ့ရှိပြီလို့ထင်လဲဆို55တဲ့မဟုတ်သေးပါဘူးကျွန်တော်30ကျော်သွားပြီ30တွက်ကြည့်လိုက်ဘယ်နိုင်ရရှိမလဲ3349အဲ့လောက်ပဲတည်တယ်ကျန်တာမသိဘူး3349နှစ်ပေါင်းဘယ်လောက်ရှိမလဲမနဲ့တိုင်ကိုမွေးတဲ့အမေတော်မှမနဲ့တိုင်မနိုးနိုင်ဘူးဒါပေမဲ့ဖခင်ကမနဲ့တူနိုးချင်လာတဲ့ချိန်ငါသားထချိန်တန်လာပြီဆိုရင်သူကကျွန်တော်တို့သားထတော့ဆိုပြီးသူနိုးလာလို့ကျွန်တော်ဒီနေရာမှာရှိနေခွင့်ရတာဖြစ်တယ်သူတခါမှမငင်းငယ်ပါဘူးအသက်60ဆရာထောင်ဆွန်60တနစ်လုံးမနဲ့တိုင်နိုးထခွင့်ပြီးတဲ့ဖခင်မနိုးတော့တဲ့ချိန်တင်ထမယ်လို့မထင်နဲ့ကျွန်တော်နာရီလဲမပေါ်မှာပါတယ်နော်ခဏနေစံပြူစားရမယ်ဆိုတဲ့စိတ်ကလေးနဲ့နည်းနည်းအောင်ထားနော်ဆက်ပြောလိုက်မယ်တတိတယောက်ကသူ့အိမ်ပေါ်မှာမတရက်ပြတော့မှကြည်နေတယ်ဘဝမှာပြောစရာမရှိပါလားချီးမွမ်းစရာမရှိပါလားဆိုပြီးအိမ်ပေါ်ဖရင်ဒါကနေကြည်လိုက်တဲ့ချိန်မှာသူတို့အိမ်အောက်မှာတဒေါင်းစားတယောက်တွေ့တယ်။အော်မဟုတ်သေးဘူးငါတဒေါင်းစားမဟုတ်သေးဘူးဝမ်းတာတယ်။တဒေါင်းစားလဲတတိကိုကြည့်တယ်ငါတော့တတိလို့မဟုတ်ဘူးငါတောင်းစားနေတယ်။အဲ့ဒီချိန်မှာ ambulance ကားလာတယ်အထဲမှာလူနာတယောက်ပါလာတယ်။အော်ငါကျမ်းမာနေတည်တယ်တဒေါင်းစားဖြစ်ပေမဲ့ကြည်တော့ချီးမွမ်းတယ်။အဲ့ဒီလူနာကလည်းငါတို့ဖျားနေတဲ့တဒေါင်းစားလောက်ဖြစ်ရင်ကောင်းပါပဲကျမ်းမာရေးကောင်းရင်တိတ်ကောင်းပါပဲတွားရင်းနဲ့စီယုံရောက်တဲ့ခါမှာလူတီတယောက်ထွက်လာတယ်။အိုးငါဖျားနေပြီပဲငါမတီးဘူးပဲဖျားနေပြီမဲ့ကျွန်တော်မတီးဘူးပါလားဟာဝန်တာရဲ့ကျူတော့ချီးမွမ်းတယ်အဲ့ဒီလူတီတယောက်လဲတင်းကျဲပူလိုက်တဲ့ချိန်မှာလူတွေပုတ်ကုန်ပြီ तू ကမနန်သေးဘူးအိုးလူတွေပုတ်ပြီးငါမနန်တိဘူးဆိုပြီးကျူတော့ချီးမွမ်းတယ်ရှိမလားအသက်ရှင်နေတီးလို့ကျူတော့ချီးမွမ်းလို့ရတယ်တင်တီသွားရင်မရတော့ဘူးယေရမိ33မှာထာဝရဘုရားဒီထာဝရတင်ကိုချစ်ပါ၏လို့ပြောထားတယ်ဂျေရမိ33မှာဖတ်ရင်ကျွန်တော်ဆယ်လင်ဘုရောဘုရားကြောင့်မှသူတရားဟောဖို့ကျွန်တော်ဖိတ်လိုက်တယ်ကျွန်တော်သွားတယ်သူတို့ဘုရားချက်ကရည်ကြီးမှုကြောင့်ကြွက်ကြောင့်အထဲမှာနစ်ပြီးတော့မှသဲဒီမဲ့ဖုန်နေတယ်ရောက်ဖို့လို့ရှိမလားနှုတ်ငိုင်နှုတ်ရောက်ဖို့မှတိမှသူ့အိမ်သားဆိုတော့ကျွန်တော်ရောက်တဲ့ခါမှာဒီမှာဝက်ပြုတ်မယ်ဝက်မပြုတ်တာကြာပြီဒီနေ့စားရအောင်တဲ့ဟောဒီမှာကျွန်တော်လာလေးလှုပ်ထားတာလေဖြစ်ပါမလားစိတ်ထဲမှာ
ဆရာတော်မပြောရဘူးတွားတယ်ဖဏလက်ချွတ်လို့မရတဲတွေပဲရှိနေတယ်လေကျွန်တော်လည်းဟိုနာဒီတိုင်းပဲနေတာကျုပ်တချင်းစအဆူတဲ့ချိန်မှာဝိညာဉ်တော်ကကျွန်တော်အထက်မှာစကားပြောတယ်ဘာပြောလဲဆိုတင်ကဒီနေရာမှာငါ့ကိုကူးကွယ်ဖို့မထိုက်ဘူးလို့တင်ထင်နေတယ်တကယ်တမ်းတော့တင်ကကိုရောတိုင်းမပိုင်တင်ဘာမှမဟုတ်ဘူးပြက်ဝက်ပြီးကူးကွယ်ပါတဲ့ဖေဟာအဲ့ဒီကျွန်တော်မတ်တရဖဏစီပီမတ်တရဖို့တောင်မှမတင်းတော်ဘူးလို့ထင်တဲ့ဖေဟာကြောင့်ထဲမှာဖေဟာဝိညာဉ်တော်ကဝက်ပြီးတော့မှချီးမွမ်းပါတယ်အဲ့တဲပေါ်မှာကျွန်တော်ဝက်ပြီးကျွန်တော်ကူးကွယ်တယ်ကျွန်တော်ပါစကဟာလေလုယာပဲထွက်လာတယ်ဟာလေလုယာပြောလိုက်ရင်ပြန်ရှူတဲ့ကာကတဲဒီပဲဖြစ်တယ်တဲဒီပဲပါစတဲ့မှာရောက်နေဟာလေလုယာဟာလေလုယာဖြစ်နေတယ်ပြတ်ဝတ်ပြီးကူးကွယ်ပါတဲ့ဒီနေ့တင်နိုင်ဝဲမြောက်ခြင်းဖျားပြေးခြင်းတယ်တင်မြတ်သူရဲ့မေတ္တာနဲ့တင်ကိုအတိတ်တပန်တူပွေဖတ်ခြင်းတယ်ထာဝရအာမခံပြီးတော့ဖျားကျွန်တော်တို့ဒီနေရာမှာရှိကိုလာပြီးဒူးထောက်ပြီးမကူးကွယ်တင်ဘူးလားအားလုံးကျွန်တော်ဖေးခြင်းတယ်အားလုံးမတ်တရပြီးအစင်ပြီးတဲ့လူတွေကျွန်တော်က